ဟုတ်ကဲ့အားလုံးပဲမင်္ဂလာပါခင်ဗျာဒီဗီဒီယိုလေးကိုမကြော်ဘဲနဲ့ပေါ့နော်တစ်ချက်လောက်ကူညီပေးပြီးတော့မှနက်နက်လေးနားထောင်ပေးပါလို့ကျွန်တော်14ရက်နေ့မှာဒလမှာမဟာရာဂျာအဖွဲ့ဘရင်အောင်ဈေးကနေပြီးတော့မှဒီမှာပုံကဲတွက်ဆိုပြီးတော့မှပစ္စည်းတွေလာလူမှာဖြစ်တယ်နံပါတ်1အဲ့နေ့ကျွန်တော်မအားဘူးလို့ဟိုဘက်ဗီဒီယိုမှာကျွန်တော်ပြောထားတယ်ပေါ့နော်ဒီအကောင့်အသစ်မှာကျွန်တော်ပြောထားတယ်အဲ့လိုပြောထားသလိုပဲအခုဆိုလို့ရှိရင်နောက်တစ်ခုကျွန်တော်အကူအညီတောင်းနေတာဗာလဲဆိုရင်ဒီနေ့တန်လင်မှာပေါ့နော်တန်လင်ကြောက်တန်းလို့ထင်တာပေါ့နော်ကျွန်တော်တေချာတော့နားမထောင်ကြည့်လိုက်သေးဘူးဒါပေမဲ့ကျင်းနေတာတခုကတော့တန်လင်ဘက်မှာပေါ့နော်ကျွန်တော်တို့ဘာပြောချင်လဲဆိုတော့ပေါ့ဗျာအခုဆိုလို့ရှိရင်ကျွန်တော်တို့ဘလောက်ပဲရုပ်ချောပါသေးပြောဘလောက်ပဲရုပ်လှပါတယ်ပြောဘလောက်တောက်ပါတယ်ပြောဘလောက်ပဲလူမိုက်ပဲပြောဘလို့တခိုးမျိုးပဲပြောလူပေါင်းစုံရှိကြတယ်လေလောကမှာနော်လူပေါင်းစုံရှိကြတယ်ဆိုတော့ဒီလူပေါင်းစုံနေရပေါ့နော်တနေ့သွားမယ်လမ်းဆိုတာကတော့တုတ်တန်မရှိပါတယ်ခင်ဗျဆိုတော့အဲ့တုတ်တန်ကဘာမှရှိလဲဆိုတန်လင်မှာရှိတယ်ဆိုတော့အဲ့တန်လင်မှာအခုလိုအပ်နေတာကအရန်ကိုအရေးကြီးနေတာဖြစ်တယ်ပေါ့နော်ဆိုတော့ကျွန်တော်အကူအညီတွေအများကြီးတောင်းကြတယ်ဘိုင်ဘာတွေမှာပို့ကြတယ်တောင်းကြတယ်ပေါ့နော်ဆိုတော့ကျွန်တော်ကလည်းဒီဘက်မှာခေရတစ်ဖက်နဲ့အလူရှင်တွေလူတဲ့ဟာကိုတင်ရတာတစ်ဖက်နဲ့ကျွန်တော်မသွားပြစ်တာစူးစမ်းနေတယ်ပေါ့နော်မသွားပြစ်ဘူးဆိုတော့ကျွန်တော်ပုံကဲပြီးရင်ကျွန်တော်သွားဖို့ရှိတယ်ပေါ့နော်ပုံကဲပြီးပြီဆိုတာနဲ့ကျွန်တော်သွားဖို့ရှိတယ်ဆိုတော့ပြောမယ်ဆိုရင်တော့အဲ့ဒီကြမှာပဲကျွန်တော်ကနေပြီးတော့မှကြော်ညာပေးရင်လည်းရပါတယ်သို့ဆိုအဲ့လိုမကြော်ညာပေးခြင်းပဲနဲ့ကျွန်တော်ဘာလုပ်လိုက်လဲဆိုတော့အခုကျွန်တော်အကြံထုတ်ကြည့်လိုက်တယ်ပေါ့နော်ဒီပုံကဲကို14ရက်နေ့ကိုကျွန်တော်အလူရှင်တွေရှင်မှာခွင့်ပြုချက်တောင်းထားတယ်ပေါ့နော်ကျွန်တော်မအားဘူးဆိုတဲ့အကြောင်းပေါ့ဖုန်းကတော့ဝင်မှာပါဖုန်းကဝင်မှာပါဒါပေမဲ့မကင်ပြင်းစိတ်မဆိုးဘူးတဲ့ကျွန်တော်ပြောထားတယ်14ရက်နေ့ကိုပြီးသွားလို့ရှိရင်ပုံကဲပြီးသွားပြီဆိုရင်ကျွန်တော်အဲ့တုတ်တန်ကိုသွားလူကျင်တယ်ပေါ့နော်တုတ်တန်ကိုသွားလူကျင်တယ်အဲ့လူတဲ့နေရာမှာသူတို့ကဘာတွေခက်ခဲမှုတွေရှိလဲဆိုမြေကြီးဖို့နေတာတွေတွေ့ရတယ်ရေဝင်တယ်ပေါ့နော်ရေဝင်တယ်လို့ပြောတယ်ဆိုတော့ရေဝင်တဲ့အခါကျတုတ်တန်ဆိုတာရေဝင်လို့မကောင်းဘူးလေနော်ဒီတူရတာမြုပ်ရတာတကြိုရတာအဲ့လိုမျိုးတွေရှိတယ်ဆိုတော့အားလုံးဝိုင်းပြီးတော့မှပေါ့နော်ဒီမသွားခင်လေးမှာရက်ကိုတော့ကျွန်တော်အတိအကျမပြောသေးဘူးပေါ့နော်ပုံကဲပြီးရင်ဒီဘက်မှာဘာကိစ္စပေါ်လာအောင်မလဲမသိသေးဘူးလေနော်ကျင်းနေတာတခုကတော့ပုံကဲပြီးရင်သွားရမှာပဲရက်ကိုတော့ကျွန်တော်အတိအကျမပြောသေးဘူးဆိုတော့ကျွန်တော်ကိုပေါ့နော်ပေါ့အဲ့တုတ်တန်တွက်ဆိုပြီးတော့မှလူချင်းတန်းကျင်တဲ့လူတွေရှိခဲ့ရင်ကျွန်တော်ဒီဗီဒီယိုမှာကြည့်ပြီးတော့မှကျွန်တော်တစ်ချက်ဆက်သွယ်ပေးပြီးတော့မှလှူပေးကြပါတော့အဲ့ဒီမှာကျွန်တော်ဘာလုပ်မလဲဆိုတော့လှူတဲ့လူတွေရဲ့ဓာတ်ပုံတွေပါတွေကိုကျွန်တော်တနေရာမှာအထိုင်ကနေပဲတင်နေပေးမယ်ပေါ့နော်ဒီမှာပဲတင်ပေးမယ်နာမည်တော့လည်းကောင်းမိသားစုတော့လည်းကောင်းလှူတဲ့အလူရှင်တွေရဲ့နာမည်တော့လည်းကောင်းဓာတ်ပုံပို့ရင်ဓာတ်ပုံတော့လည်းကောင်းကျွန်တော်အဲ့ဒါတွေကိုကျွန်တော်ဒီမှာပဲထိုင်ပြီးတော့ဒီဗီဒီယိုတွေကိုအပြတ်ဖြတ်လိုက်မယ်စုစုပေါင်းငွေဘယ်လောက်ရလဲဆိုတဲ့ဟာလေးကိုကျွန်တော်စာရွက်နဲ့ရေးမယ်ရေးလို့ပြီးပြီဆိုတာနဲ့မှကျွန်တော်အဲ့ဒီမှာသွားပြီးတော့အဲ့တုတ်တန်ကိုကျွန်တော်သွားနေတဲ့တခါတည်းကျွန်တော်ကူညီပေးခြင်းတယ်ဗျခင်ဗျဟုတ်ကဲ့ဒါလေးကိုကျွန်တော်ကူညီတောင်းတာဖြစ်တယ်ပေါ့နော်အဲ့ဒါလေးကိုဝိုင်းဝဲပြီးတော့မှကူညီပေးမယ်ဆိုတော့ကောင်းတယ်ပေါ့နော်ဒါတော့ဘယ်လိုပြောမလဲအတင်းရဲ့ကြီးတော့မဟုတ်ဘူးပေါ့နော်အတင်းအရမကျွန်တော်လှူခိုင်းတာမဟုတ်ပါဘူးသို့တော့ကျွန်တော်ခုနပြောသလိုပဲဘလောက်ပဲရုပ်ချောပါတယ်ပြောဘလောက်ပဲဗလာတောက်ပါတယ်ပြောဘလောက်ပဲကဘာအပေါ်မှာအချောဆုံးအလှဆုံးပဲဖြစ်ဘလို့ခန္ဓာကိုယ်မှာအယုတ်တွေထိုးပြီးတော့လူမိုက်လုပ်ရင်ဝယ်ဖြစ်ဟာလားလူ10ရက်လောက်တက်ပြီးသားလူမိုက်လေတနေ့ဒီတင်းချမ်းကိုသွားရမှာနော်ဒီတုတ်တန်ကိုသွားရမှာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီလိုအခြေအနေမျိုးကတုတ်တန်ကိုလှူတယ်ဆိုတာကလည်းအရန်ကောင်းတဲ့အရာတစ်ခုပါပေါ့နော်အဲ့ဒါလေးကိုကျွန်တော်အကြံပေးချင်ပါတယ်ဆိုတော့လူချင်းတန်းကျင်တဲ့လူတွေကျွန်တော်ကိုဆက်သွယ်ပေးလို့ရတယ်ဆိုတော့ကျွန်တော်ကနေမှတစ်ဆက်ကျွန်တော်သွားမဲ့ရက်ကိုမသွားခင်မှာဒီဗီဒီယိုတွေကိုလှူတဲ့လူတွေရဲ့ဗီဒီယိုတွေကိုကျွန်တော်တင်ပြီးတော့မှကျွန်တော်လှုပ်ဆောင်သွားမှာဖြစ်တယ်ဒါပေမဲ့အချုပ်ပေါ့နော်ဘယ်နေ့မှကျွန်တော်သွားမယ်ဆိုတော့မနေ့ပြန်လို့သွားတော့မယ်ဆိုဒီနေ့လို့အချုပ်ကိုဗီဒီယိုကျွန်တော်တစ်ခါတည်းတင်လိုက်မယ်ပေါ့နော်အဲ့လိုတင်ဖို့ရှိတယ်အဲ့ဒါလေးကိုတစ်ချက်တော့ကူညီပေးခြင်းနဲ့ဆိုလို့ရှိရင်ကျွန်တော်ကူညီပေးကြပါလို့ပြောချင်ပါတယ်ခင်ဗျာကျေးဇူးတင်ပါတယ်အခုလိုမျိုးကျွန်တော်ရဲ့ဗီဒီယိုကိုစောင့်ကြည့်မျှော်ပြီးတော့မှအားပေးနေတဲ့ညီကောင်မနမအားလုံးကိုကျေးဇူးတင်သလိုနောက်ပြီးတော့တခုတော့ပြောမယ်နော်ခေအောင်တော့လူဖို့တော့မမေ့ကြပါနဲ့ပေါ့နော်တခါဟိုဘက်ကြီးပဲပါအောင်ပါသလိုခေအောင်မလူမှလည်းကြောက်ရတယ်ပေါ့နော်ခေအောင်လူချင်းတဲ့လူကတော့လူလို့ရပါတယ်ဒါပေမဲ့ဟိုဘက်ကိုလူချင်းတဲ့လူလည်းအပိုရှံငွေလေးတွေရှိလူပေးကြပါလို့ပြောချင်ပါတယ်ခင်ဗျာကျေးဇူးတင်ပါတယ်ခင်ဗျာအားလုံးမင်္ဂလာပေါင်းနဲ့ပြည့်စုံကြပါသေးလို့ဆုတောင်းပေးပါတယ်